အားလုံးပဲမင်္ဂလာပါ Superman Channel လေးကကြိုဆိုလိုက်ပါရနော်။နွားနို့ဆိုတာလူသားတွေအတွက်တန်ဖိုးရှိတဲ့အစာအာဟာရတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းမိမိတို့ကကလေးငယ်ကိုအာဟာရရှိကျန်းမာစေခြင်းတဲ့အခါနို့ဖြတ်ခြင်းတဲ့အခါနို့မွေအစာတို့တိုက်ကျွေးခြင်းတဲ့အခါမှာနွားနို့ကိုတိုက်ကျွေးခြင်းလေးရှိကြပါတယ်။ဒါပေမဲ့နွားနို့တိုက်ကျွေးတော့မယ်ဆိုရင်မိမိတို့အတွက်သိရှိထားတဲ့နာလေးတွေရှိတာမို့ Superman ကဗဟုသုတအဖြစ်တင်ဆက်ပေးကြပါရဲ့နော်။မိမိတို့အရေးကြီးဆုံးသိရှိထားတဲ့အချက်လေးတစ်ခုကကလေးငယ်တွေကိုအသက်1နှစ်မတိုင်ခင်မှာမိခင်နို့ရည်လိုအဓိကအစားအစာဖြစ်မတိုက်ကျွေးသင့်ပါဘူး။အသက်1နှစ်ဟောက်ကလေးငယ်များရဲ့အစာအိမ်နဲ့ကြောက်ကပ်များဟာနွားနို့မှာပါဝင်တဲ့ပရိုတင်းနဲ့သတ္တုဓာတ်များကိုအပြည့်အဝခြေဖြတ်နိုင်စွမ်းမရှိသေးကြပါဘူး။ဒါကြောင့်တစ်နှစ်အောက်ကလေးငယ်များကိုမိခင်နို့ဒါမှမဟုတ်ဖော်မြူလာသာတိုက်ကျွေးဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။ကလေးငယ်1နှစ်ကျော်လာပါကနွားနို့ကိုစတင်တိုက်ကျွေးနိုင်ပြီးအခုလိုအရွယ်တွေအတွက်တော့နွားနို့ဟာကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဗိုက်တာမင် D ကိုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။နွားနို့စတင်တိုက်ကျွေးရန်အတွက်မိမိကလေးငယ်ကိုတိုက်ကျွေးမဲ့နွားနို့အမျိုးအစားကိုဥစွာသိရှိထားသင့်ပြီးဟိုးမစ်ခေါ်မလိုင်ပြည့်နို့ကိုအသက်1နှစ်ကနေ2နှစ်အရွယ်များအတွက်တိုက်ကျွေးသင့်ပြီးဟိုးမစ်မှာပါဝင်တဲ့အဆီဓာတ်များကကလေးငယ်ရဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တာပဲဖြစ်ပါတယ်။နွားနို့ကိုအလွန်အကျွံတိုက်ကျွေးမိပါကကလေးငယ်များဟာအခြားသောအာဟာရပြည့်ဝတဲ့အစားအစာများကိုစားလိုစိတ်နည်းသွားလိမ့်ရှိတာမို့တစ်နေ့ကိုနွားနို့16အောင်စားကနေ24အောင်စားခန့်ခွက်နဲ့ဆိုရင်တော့2ခွက်မှ3ခွက်ခန့်သာတိုက်ကျွေးတင်တာပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့တချို့ကလေးငယ်များဟာနွားနို့နဲ့ဓာတ်မတည့်မှု milk allergy များရှိနိုင်တာမို့လို့စတင်တိုက်ကျွေးချိန်မှာသတိထားသင့်တာပဲဖြစ်ပါတယ်။ဓာတ်မတည့်မှုများရှိခဲ့မယ်ဆိုရင်ကလေးဟာနွားနို့စတင်တိုက်တဲ့အချိန်မှာအော်အန်ခြင်းဝမ်းလျှောခြင်းအသားရည်မှာအဖုပိန်ထွက်ခြင်းဒါမှမဟုတ်အသက်ရှူရာခက်ခဲခြင်းများဖြစ်ပေါ်လာတတ်ပြီးအခုလိုလက္ခဏာများဖြစ်လာမယ်ဆိုရင်တိုက်ကျွေးမှုကိုချက်ချင်းရပ်တန့်ပြီးဆရာဝန်နဲ့တိုင်ပင်ပြသတင်တာပဲဖြစ်ပါတယ်။ကလေးငယ်ကိုတိုက်ကျွေးရမှာလဲနို့ဘူးဖြင့်တိုက်ကျွေးမှုကအချိန်ကြာမြင့်စွာသွားဖြင့်ကြိုက်တောက်သုံးတာဖြစ်တယ်လို့သွားနှင့်ကရင်ကျန်းမာရေးပြဿနာများဖြစ်စေနိုင်တာမို့လို့နို့ဘူးဖြင့်မတိုက်ကျွေးသင့်ပဲခွက်ဖြင့်သာတိုက်ကျွေးသင့်ပါတယ်။နွားနို့ဟာပိုးမွှားများအလွယ်တကူပေါက်ဖွားလေးရှိတာမို့လို့တန်ရှင်းပြီးလက်ဆက်တဲ့ပိုးသက်ထားတဲ့နွားနို့ကိုသာရွေးချယ်သင့်ပါတယ်။မတိုက်ကျွေးခင်နဲ့တိုက်ကျွေးပြီးတိတ်ဆက်ရမှာလေလုံခြုံစွာတိတ်ဆက်ထားသင့်ပြီးနွားနို့အစိမ့်ကိုတော့လုံးဝတိုက်ကျွေးခြင်းမပြုလုပ်သင့်ပါဘူးနော်။ကဲဒါလို့ဆိုရင်တော့နွားနို့တိုက်ကျွေးလို့တဲ့မေမေတို့အနေနဲ့နွားနို့တောက်တဲ့အသက်အရွယ်နဲ့တတိထားမဲ့အချက်လေးတွေကိုနားလည်သိရှိလောက်ပြီလို့ထင်ပါတယ်။စူပါမန်ကမေမေတို့အတွက်ဗဟုသုတရစရာအကြောင်းအရာလေးတွေကိုအခါအားလျော်စွာတင်ဆက်ပေးသွားမှာဖြစ်လို့မေမေတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။